ပြီးတဲ့နောက်မှာတတ်တာကိုနောက်ပတ်တော့အားဖြင့်ပြုပြင်ချင်မလို့ဒီတိုင်းနဲ့တော့ကြားလိုက်ရင်ဘာဖြစ်လဲဆိုအဲ့လိုဖြစ်သွားတယ်။ဘာမှမဟုတ်ဘူး။ဆိုတော့ဘုရားသခင်ကကျွန်တော်တို့အတော့ဖွင့်ချင်တာလားကိုကအတော့မကြတာလားဆိုတော့စိတ်ထုံးပြတယ်။ဟာလေလုယာ။အာမင်။ဆိုတော့ကျွန်တော်နောက်ပတ်တော့ဘုရားအသက်တွေခံပြစေနော်။ခံပြစေ။ကျွန်တော်တိတ်မှခံရတယ်ခံ။ဒီညတော့တိတ်ခံမယ်။နော်ဒီညဟာအစာလေးဖြစ်တယ်လို့နောက်ဆုံးကိုညာနဲ့ကျွန်တော်တို့ဖြစ်နိုင်တယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကမကြခင်မှာ3ရက်နဲ့ဆိုရှင်နောက်လာ3ရက်ဆိုကျွန်တော်ကပြန်မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်က2017မှာမလေးရှားနိုင်ငံရောက်နော်2017မှာမလေးရှားနိုင်ငံရောက်ပြီးတော့ကျွန်တော်ရောက်တော့ကမြို့ချီမှာရောက်တော့မဟုတ်ဘူး။ဟိုတော့တဲ့ site view ရိုက်တယ်မလို့ handline မှာကျွန်တော်ရောက်လာမတူပြီးရမှာအေးတယ်နော်အဲ့မှာကျွန်တော်ရောက်လာအဲ့ဒီမှာနေရင်အလုံးလုံးရင်းနဲ့အဲ့ဒီမှာကျွန်တော်တဲ့ CV ရှိတယ်ဒီ KLBC လို့ခေါ်တဲ့ကချင်အသိတော်ရှိတယ်အခုနော်ဒီရေမြို့မှာအဲ့ဒီကဆရာကလာပြီးတော့အေးဝင်ကျေလီတရေစကားကိုဝေငါတဲ့ခါတဲ့အခါမှာယေရှုခရစ်တော်ကိုကျွန်တော်ကမမေအသက်ကြီးပိုင်ရှင်ဖြစ်ယုံကြည်လက်ခံဖြစ်ယုံကြည်လက်ခံပေမဲ့ကျွန်တော်ကအခုလိုမျိုးစီပေါ်မှာတရားဟောလို့ဘာလို့နော်ဘာမှကျွန်တော်မသိဘူးကြားစအောင်မရှိဘူးကျွန်တော်ကဆိုတော့ဒီလိုပဲကျွန်တော်လည်းမလေးချနိုင်တာတရားပြလာမဟုတ်လေအလုံးလုံးပေါ်လာတယ်ဆိုတော့အလုံးလုံးတယ်နည်းနည်းပြီးမှကျွန်တော်အခုယောဂါတော့ကျွန်တော်ရောက်တယ်ယောဂါတော့3နှစ်4နှစ်တော့ကျွန်တော်နေတယ်အဲ့ဒီပြီးနောက်ပိုင်းမှာ2016မှာကျွန်တော်ခင်မျိုးကိုချိန်လာကျွန်တော်နေတယ်ဒီအခုနေနေမှာကျွန်တော်နေတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်က disciple အခု SOD လို့ခေါ်တဲ့ကိုဆရာဆမောင်လို့ကိုဆရာဆိုင်လို့နော်ဒီသူတို့တင်တဲ့ဒီကျောင်းမှာတနည်းတော့ကျွန်တော်ကျောင်းကိုတက်ခဲ့တယ်အဲ့ဒီပြီးနောက်ပိုင်းမှာ60ခွာအဲ့ဒီတော့ဘယ်မှာကျွန်တော်ကျောင်းတက်နေတဲ့ကိုဆရာဆန်ထွန်းတော့ကိုဘောစီရောက်သွားပြီသူတို့တွေဘာသာမသူတို့အခုလိုမျိုးနော်ဆရာရုပ်တာလိုမျိုးသူတို့လုပ်တယ်ကျွန်တော်တို့သူကဥပေါင်းတယ်တွားကြတယ်ကျွန်တော်တို့နောက်လိုက်ပေါ့နော်ကျွန်တော်တို့ဘာမှဒီပေါ်လို့တည်တယ်ပေါ့မျိုးစီလည်းကျွန်တော်ပြုတယ်ဘူးပြီးတော့ကျွန်တော်ချင်းစားတယ်နောက်လိုက်ပဲကျွန်တော်ဘာသာဆိုဒီကလည်းဆိုချင်အကြောင်းဝင်နော်အခါတော့လို့လေးကစေပြီးတော့ကျွန်တော်တို့ကလူအဲ့လိုပဲလေးကရောက်ရှိတယ်လေလူမှမရှိတာဟောတခုခုဆိုလို့ရှိရင်ခုကစားဆရာတော်ကတည်တဲ့လူချင်းဘာလို့လူချင်းကအခုချင်းတော့ဆရာတော်ကလေတော်လေးစားတယ်အခုချင်းတော့ ministry ကမရောဘူးနော်ကိုစီကျော်တော်လို့လူချင်းအခုလူချင်းတွေပါဆိုတော့သူတို့ရဲ့လုပ်တဲ့အရာကိုလည်းအခုချင်းလည်းကျွန်တော်စဉ်းစားပါတော့တကယ်ပြရလိုက်မှုငွေမကုန်လားအရာကုန်တယ်နော်ကုန်တယ်အစမလို့ရှိဘူးဒီမှာကဲတရားတော်နဲ့ဆရာကိုကျွန်တော်ခေါ်တယ်အဲနားလို့ခိုင်းတယ်ပူတယ်ငွေဆိုင်တယ်အမှုတက်ခတ်တယ်လောအဝက်ဆက်ရှော့တယ်ပြီးတော့ဆရာတော်လိုက်တယ်ထမ်းတယ်ဆိုင်ကမောင်းပေးတယ်လုပ်တယ်ပြီးတော့သူတို့မရှိရင်ပူတယ်လေတော်တော်ပူတယ်လေပေးတယ်နော်ဒီတွေ့ကူလေးစမ်းတာပေါ့နော်တက်တက်လုပ်ပြီးဘယ်သူများလို့ဘယ်တော့မှလဲကျွန်တော်တို့ကတော့နော်အဲ့လိုတိကျပူလာဝါလက်တိကျမဟုတ်လေဒါပေမဲ့ပြန်ပူလာဆိုချင်ဘူးပြုတ်တယ်အဲ့လိုမလုပ်ရင်လုပ်နေတယ်နောက်ပိုင်းကျကျွန်တော်က2020နဲ့စပီရောက်တဲ့ခါကျွန်တော်အကြောင်းစာချုပ်မှာရောက်စာချုပ်မှာဒီမှာ Bible Church မှာကျွန်တော်အကြောင်းရောက်လာတဲ့ဒီမှာရှိတဲ့ကလေးတွေကကျွန်တော်ကစာချုပ်ဆရာရောက်လာတယ်ကျွန်တော်အသက်30ရှိမှကျွန်တော်တက်ကတဲ့ရောကိုဗီရောခုနိုင်ငံရဒီခပ်လာရောကျောင်းကလေ first year ပြီးတဲ့ခါမှာပြီးတဲ့ချီတော့ကျွန်တော်ကျောင်းမှာနေလို့ရတော့ second year မှာကျွန်တော် online မှာကျောင်းစာသင်ပေးတယ် online ဆိုတော့ဒီတဲ့တိုက်တော့3လတနေ့လို့ဒီစက်ရက်ကို3လနဲ့ပြီးတည်တဲ့ဆရာကမဖြစ်ဘူးလို့ဆိုတော့ကျွန်တော်ပေါ်စတင်နေတယ်မဖြစ်ဘူးဆိုမှကျွန်တော်လေအင်ဂျာကိုထွက်သွားတယ်ဆိုတော့ကျွန်တော်ကဒီကွန်မန်နဲ့ရှောက်ရှိဒီနာရှောက်ရှိတာကျွန်တော်ပဲနော်ဆိုတော့ထောက်ပံ့လို့ရှိဒီလိုပဲကျွန်တော်ဒီတော့ထွက်သွားတယ်ဘယ်လာအတနည်းနောက်ဆုံးကျွန်တော်တက်လိုက်တယ်မှာပြီးတာလည်းပြန်လာလဲလာရောပြန်ရောက်တာကအမှုတော့ဆုံးကြပြီနော်အမှုတော့စပြန်ရောအစင်းပြတဲ့ကျွန်တော်ကေဝတာလည်းကျွန်တော်လည်းမျက်နှာတို့ပြောတယ်ကိုယ့်ရဲ့ spiritual သွားကြပါအဲ့ဒါ update လုပ်ရပြီကွာမဟုတ်လားအသိတော်မှာနေရာရပါတယ်အသိတော်မှာလည်းအစင်းကပါဝင်လို့ရတာလူတိုက်ကထလို့ထင်မှာပါဝင်ဒီအစင်းထက်မှာဒီဘာမဒီလို့ပေါ့အပြင်မရဘူးလေဘာကြောင့်လဲဆိုတော့အသိတော်မှာအသိတော်ရဲ့မရှိတာဘူးဟုတ်လားဒီဆိုတော့ကိုကြီးမှာကြတော့ဆယ်တာလို့ခါကြတော့ခင်ဗျားတို့တရားဝင်ရရတယ်ဒါခွင့်ရပဲဒီကတော်လို့မဟုတ်ဘူးအသိလို့လားလုံရင်နဲ့ပါဖြစ်သွားတယ်နောက်ကျရင်နာမည်ကြီးတယောက်စားလဲမဖြစ်ဆိုပြီးတော့အခါရပါလေဟုတ်လားဆိုတော့ကျွန်တော်လည်းလိုပဲသူများနောက်လိုက်ရင်နဲ့ပေးဆက်ရင်နဲ့အခုချိန်မှာဆိုရင်ကျေးဇူးတော်အပြင်ဒီနေ့
ဘုရားဒီရဲ့တော့ပါလို့ဝင်ကရှင်တဲ့စိတ်မရှိလေဝင်ကဘောအချင်းရောက်လာ အာမင် ပတ်လို့နော်တော့ချောင်းဒီပတ်ဆွဲကျော်လက်ခါရှိတယ်ကြောက်လာ